အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာ Wi-Fi Hotspot ဂျင်းလေးပြောပြသွားမှာပဲဖြစ်ပါတယ်ပေါ့နော် Wi-Fi Hotspot ဂျင်းလေးပါကျွန်တော်တို့ချိတ်ထားတဲ့ Wi-Fi ကိုချိန်နည်းလေးပဲကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်စုံလေးလိုက်ပါကြည့်ရှုပေးကြပါတော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်စားလိုက်ရအောင်ပေါ့နော်ခဏလေးပါခေါင်းကြီးတို့တွေခဏလေးတော့စောင့်ပေးပါနော်ကဲရောက်ပါပြီပေါ့နော်ကျွန်တော်ပြောပြပါမယ် Wi-Fi Hotspot ဂျင်းလေးပေါ့နော်အဲ့တော့ Wi-Fi ကိုဖိလိုက်မယ် Wi-Fi ကိုဖိလိုက်ပြီးဆိုဒီမှာကျွန်တော်ပြရင်တော့ဒီမှာနော်စေးတာဒီဟာလေးပေါ်လာမယ်ကျွန်တော်ပြမယ်မှာနော်ကျွန်တော်ဖိပေးထားတယ်မြင်ရလားဟုတ်ကဲ့အဲ့ဒီဟာလေးနှိပ်လိုက်ပဲနော်နှိပ်လိုက်ပြီးလို့ရှင်ဒီမှာတွေ့လားကိုချိတ်ထားတဲ့ Wi-Fi တခုအဲ့ဒီဟာနှိပ်မယ်နှိပ်ပြီးဒီအောင်မှာမြင်ရလား share ရတွေ့လားနောက်ဆုံးမှာကျွန်တော်ဖိပြထားတယ်နော်အဲ့ဒီဟာနှိပ်မယ်နှိပ်ပြီးလို့ရှင်ကိုယ့်ရဲ့ဖုန်း Hotspot ကိုထည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဖုန်း Hotspot ပေါ့နော်ထည့်လိုက်ပါထည့်ပြီးသွားလို့ရှင်ဒီဟာလေးကိုကျွန်တော်ပြမယ်ပေါ့နော်ဒီဟာလေးကိုပေါ့နော်ကျွန်တော်ပြထားပါတယ်မြင်ရလားဒီဟာလေးကိုကျွန်တော် screenshot ရိုက်လိုက်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရိုက်လိုက်အောင်မယ်ခဏလေးပေါ့နော်နားလေးပါရလိုက်ပြီးရှို့လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကောင်းလေးမရှိမဖြစ်လို့ပါတယ်ခဏလေးပေါ့နော်ကျွန်တော်တို့ဒီကောင်းလေးမရှိမဖြစ်လို့ပါတယ်ဒီ Chrome ရှို့တဲ့ဟာလေးကိုပေါ့နော်ဒါတော့ဖုန်းတိုင်းမှာပါလို့မလို့ပေါ့ကျွန်တော်ထင်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်တို့အဲ့ဒီဟာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးလို့ရှင်ကျွန်တော်ထပ်ပြပါပဲပေါ့နော်ဒီမှာဒီလိုဟာမျိုးလေးပေါ်လာတယ်ပေါ့နော်ကျွန်တော်မျှပြပေးတာပါတယ်မြင်ရလားဒီမှာပေါ့နော်ဒီလိုဟာမျိုးလေးပေါ်လာလိုက်ပါမယ်တော့ပြထားပါတယ်ဒီလိုဟာမျိုးလေးပေါ်ထားလို့ရှင်အဲ့ဒီဟာလေးနှိပ်ပေးလိုက်ပါနှိပ်ပေးလာလို့ရှင်ခုနကကျွန်တော်တို့တွေရိုက်ထားတဲ့ဒီကောင်လေးကိုကျွန်တော်တို့ရှက်နှိပ်လိုက်ရမယ်ပေါ့နော်ခုနကစကွင်းရှော့ရိုက်တာလေးပါနှိပ်လိုက်ပြီးလို့ရှင်တော့ဘယ်လိုလုပ်တတိထားမိလားမသိဘူးဒီနားလေးမှာဒီနားလေးကမဲနေရတွေ့လားဒီနားလေးတန်နေရပဲကွက်ဖြူနေရနော်အဲ့ဒီနားအဲ့ဒါလေးကိုရှင်ကျွန်တော်တို့ဒီလိုလက်လေးနဲ့ကင်လေးချဲ့လိုက်ပါအဲ့လိုထားလိုက်ပါအဲ့လိုထားပြီးလို့ရှင်ဒီမှာပေါ့နော်ကျွန်တော်တို့ Hotspot မြင်ရပါပြီ Hotspot ဘယ်လိုကြည့်ရတွေးလိုက်ရပြီပဲဘယ်လိုလုပ်လဲဒီမှာနော် Hotspot ကျွန်တော်မနော်တွေးလိုက်ပြီးတော့နော်မနော်တွေးတယ်မလား Hotspot တွေးလိုက်လဲမလားမနော်ဒီမှာကြည့်ပေါ့နော်မနော် Hotspot ပေါ့နော်အမနေရကြတော့ဒီမှာပေါ့နော်တွေ့ရတယ်မလားဒီမှာပေါ့ဒီမှာတွေ့ရလားမသိဘူးပေါ့နော်ဟုတ်ပါလေကျွန်တော်ဘက်ကိုချိတ်ထားတဲ့ဟာဘယ်ဟာမဆိုကျွန်တော်တို့လုပ်လို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးလေးလိုက်ပါရှိဆိုပြီးတော့ကျေးဇူးတင်ပါတယ်နောက်နေ့လည်းကျွန်တော်ဘယ်လိုဗီဒီယိုဖန်တီးပေးရမလဲဆိုတာကျွန်တော်ပြောပြသွားပါအောင်ဟုတ်ကဲ့ကျွန်တော်ရဲ့ TikTok ကောက်လေး follow လေးလုပ်ထားပေးပါအားလုံးပဲ bye bye